မင်္ဂလာပါရှင်ကျမရဲ့ငါဖမ်းဗီဒီယိုလေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်သူများတွေကတော့ငါမရလို့ရေချိုးပြန်တယ်ကျမကတော့ငါမရတဲ့အစုံကျမအဖေစိုက်ထားတဲ့ကစုံရက်လေးတွေပဲခူးပြီးတော့ပြန်သွားပါတယ်စိတ်သားဟင်းပေါ့နော်ဒီနေ့စိတ်သားဟင်းနဲ့ထမင်းစားပါမယ်ရှင်ကျမတို့တော့မှလေပတ်စံရှိရအောင်မှဝယ်စားလို့မရဘူးဈေးလည်းမရှိဘူးအားကြောင့်မကိုယ်တိုင်စားမှစားတယ်ငါရေးဆိုရင်လည်းတခါတလေကြတော့လေအဲ့လိုငါဖမ်းပိုက်တွေပါလုတ်တဲ့သူတွေကလာရောင်းလို့ရှိရင်တော့စားရပေါ့နော်ဟင်းကလုံးဝမရှိတဲ့စိုးပေါ့နော်ဆိုရင်တော့ဟိုမြို့ပေါ်တက်ပြီးတော့ဝယ်ထားမှရပါတယ်အားကြောင့်ကျမတို့စီမှာဟင်းစားအရင်ရှားပါတယ်ရှင်အဲ့လေးကတော့ကျမရဲ့ငါဖမ်း fashion ပါရှင်တို့ရဲ့ဒေသလေးတွေမှာဟောပါစားတော့ကြလေဘယ်လိုနေထိုင်ကြလဲဘယ်လိုဒီလီလေးလည်းရှိကြလဲဆိုတာကျမရဲ့ဗီဒီယို comment အောက်လေးမှာ share ခဲ့ပေးလို့ရပါတယ်နော်ကျမကရွာမှာတော့အမြဲတမ်းနေဖြစ်တဲ့သူတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်ရွာပြန်ရောက်တဲ့အချိန်လေးမှာတဘဝအထက်ကတဘဝတရားကြီးနဲ့ရှင်တို့နဲ့မိတ်ဆက်ပေးတာပါရှင်ဒီနေ့ကတော့စိတ်တွေကုတ်ချိုးပြီးတော့ပြန်ပါပြီအမေနဲ့ဖေကိုစိတ်သားဟင်းချက်တွေ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်အစိုးထိလိုက်ပါကြည့်ရှုပေးကြတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်